သွားပြီဖြစ်ပါတယ်ကြည့်လိုက်ပါဦးနော်ပထမဆုံးတစ်ခုကဘုံမီကအမလို့ပါအဲ့ဒီထဲမှာတော့ဒီဘုံမဒီတို့ဘုံမနီနီကူစီနီလေးထွက်လာပါတယ်ဒီကပချီနိုအဆာစီနိုလေးထဲမှာတော့လေးထွက်လာပါတယ်ဒီကောင်ထဲမှာတော့ချင်မန်စီနီဘာနာနီနီထွက်လာပြီးတော့ချင်မန်စီနီဘာနာနီနီထဲမှာတော့ထရာလာလေလို့ထရာလာလာထွက်လာပါတယ်နော်ဖရီဂျိုကမဲလိုထဲမှာကျတော့ဘုံဘီကအမလို့ထွက်လာပြီးတော့ထရာလာလေလို့ထရာလာလာထဲမှာကျတော့ဘာလာရီနာကပချီနာနှစ်ခေါက်ဖြစ်သွားတယ်ထုံထုံစာဟောထဲမှာထုံထုံစာဟောပြီးတော့ Trilly Mellow Truly Sina ထဲမှာလည်း Ballerina Cappuccino လေးနောက်တစ်ခါပြန်ထွက်လာပါတယ်ရှင်အဲ့တော့ဒီ Braille Characters လေးတွေကို Event Calendar အနေနဲ့ Shorts လေးထဲမှာထောက်ပြထားပြီးသားဖြစ်ပါတယ်ဒီအနောက်လေးတွေဘေးလေးတွေမှာတော့ဒီဟာလေးတွေပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီနေ့အကောင်လုံးဖောက်ပြီးသွားပြီဖြစ်တဲ့အတွက်လိုက်ပြတာပဲဖြစ်ပါတယ် Brain Rot Blind Box Store လေးပေါ့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် Like and subscribe လေးလုပ်ဖို့မမေ့ပါနဲ့အားလုံးပဲတတား